တော်တီတူပါတော့ကျွန်တော်ကောက်တယ်ဘလို့ KWS skin ရောက်လို့ရောက်နေမှလည်းမသိပါဘူး ဒါရရအောင်ကဲ ကျွန်တော်ဖားတယ်လည်းရှုံနေရအားလုံးပဲတောင်းမဲ့ပေးပါတယ်လို့အားလုံးပဲကျွန်တော်ဟိုနေ့ကတော့တပည့်တက်3လေးလေးကျွန်တော်ပြတာပါတယ်အဲ့ဗီဒီယိုလေးကြည့်ရသေးတယ်ကျွန်တော် short လေးမှာလာကြည့်ပေးလို့ရပါတယ်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်တပည့်တက်လောက်တော့အလုံးမဖြစ်ဘူးဖြစ်နေပါတယ်အခုတော့လောက်ဖြစ်နေပါပြီတော့ပြပါမယ်ရောဖောင်းလာရဆော်ရီဘူးရောရေးဒီဝါရောရအာလာပါလီရောရောကြိုက်ရောဆော်အားလို့ရေးပြင်းလည်းမသိနဲ့ရှေးအောင်ဟာကြီးကြာနေရတယ်ခိုးရင်ကဒီဘက်ကို review မလုပ်တဲ့အတိုင်းမှာချရပုံစံမျိုးလို့စားက review မလုပ်ရတော့မှဗျာလက်ကလေးပါဒီလိုရောက်လာတယ်ကျွန်တော်ပြောသွားတယ်ဗျာ KOS ဆိုတော့ပြောတာပေါ့ဗျာဘရသာတွေဘာဖြစ်ရလဲမသိဘူးအဲ့ဒါတက်တာလားဘာလားတော့မသိကျွန်တော်ကောင်တွေဘလို့ရောက်နေမှလည်းမသိပါဘူးဗျာရောက်တော့လည်းပြောတာပေါ့ဘရသာတို့အဲ့ဒါဘရသာတို့ကျွန်တော်အားလုံးကိုကျွန်တော်လာပြတာပါကျွန်တော် KOS ဆိုတဲ့ဒါဘလို့ရောက်လို့ရောက်နေမှလည်း KOS ဆိုတာကြည့်ဘာတာမှပေါ့ဒီကိုလို့ပြောရမှာလေ ကျွန်တော် KO ဆိုတာဟာလေးလည်းပြပါမယ်ဒါ KO ဆိုတာဟာလေးပါ ပါလေ အဲ့မဲ့ကျွန်တော်အောင်စစ်ပိုင်နဲ့ကောင်းခါဆိုတာကျွန်တော်ပြမှာကြည့်ကျွန်တော်အားလုံးပဲဒါတာတော့ကတော့ Anime Flake ကတော့3တက်ဟုတ်ဘာလာဖြစ်နေလဲအားလုံးပဲ Anime Flake က3တက်ပဲပါ Anime ကိုနှိပ်ပြရရင် Flake ကတန်းတော့ရတာပါအဲ့တော့ Anime Flake ပါကျွန်တော် Anime Flake က3ပြရတဲ့အပြင်ပြင်လို့ကျွန်တော်ဟိုကလည်းတစ်ခါပြပါပါပဲခါလေးပြပါပါမယ်ဘာလဲဆိုတော့ဒီပါအောင်ရမယ်ဒါရကျွန်တော်မှားပါပါတယ်အားလို့ရေးကျွန်တော်မှားပါပါပြီလို့ကျွန်တော်ပြမယ်အဲ့လိုပါအဲ့ဒါတစ်ခါပြပါပါပဲအဲ့ဒါသုံးမယ်ဆိုရင်တော့အားလုံးပဲကျွန်တော်ပြောမယ်ကျွန်တော်သုံးမယ်ဆိုတော့ skill 1 2ဆင်းကိုအရင်6ပြီးအားလုံးပဲ1 flick ကဝင်ပေါက်ပလိုက်ပါအဲ့လိုရပါတော့လည်းပါလိမ့်မယ်အခုကျွန်တော်ညီရဲ့ skill ကိုကျွန်တော်ပြပါမယ်ကောင်းကောင်းဆိုတော့ကျွန်တော်ညီဒီကအားလုံးပဲတတအားလုံးပဲပြင်းလေကျွန်တော်တော့ခွဲပြမယ်အဲ့ဒီကျွန်တော်ပြအဲ့ဒီကွာလေးပါအားလုံးပဲတတ